မေကွန်းတိုင်းမှာဖြစ်ရှိတယ်မေကွန်းတိုင်းမှာဖြစ်ရှိတယ် ဒီကနေ့မှဖြစ်ရှိရဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့6နိုင်ကျော်မှပြီးဆုံးတယ်အိမ်တောင်6နိုင်ကျော်ရောက်မလာသေးဘူးဆိုတော့အရက်ဆိုင်ကနေဘေကိုသွားသေးလေ သိပြန်လိုက်မေးရလား မေဘီ မေးလိုက်တာပေါ့မင်းဖြေပြီဗျာရက်ဆိုင်တောက်ပြီးတဲ့ခါကျတော့ယောက်ျားတွေရထုံးစံတိုင်းနည်းနည်းလေးတောက်ပြီးတဲ့ခါကျတော့ပျော်ခြင်းစိတ်ကလေးကဖြစ်လာတယ်အဲ့ဒါတကယ်ကြီးကသူ့မွေးနေ့မှာမွေးနေ့တစ်ချင်းလေးနဲ့ငါ့ကိုဂုံမပြုတ်ခြင်းဘူးလားတဲ့ဂုံပြုတ်ခြင်းတာပေါ့လို့အဲ့လိုပြောလိုက်တဲ့ခါကျတော့အားနဲ့တချင်းသွားဆုံမယ်ဆိုပြီးတော့ရက်ွက်တွေက KTV လေးတစ်ခုရောက်သွားပါတယ်ခင်ဗျာဟုတ်ပြီနော်မေကွန်းတိုင်းမှာဖြစ်ရှိရနော်မေကိုနိုင်မှာဖြစ်ရှိရဲ့ရှိပါတယ်ရှိပါတယ်ရှိပါတယ်မေရတာပေါ့မေဦးမလားလို့မေဘီမေးပါ KTV မှာနေရောက်တဲ့တချင်းသွားဆုံကြတာလား မေးတာလားမေးတာလား မေဘီမင်းဖြေပြီလေဖြေလိုက်ပြီမင်းကိုလည်းမဖြေရှိပါတယ်ဟောလေမင်းမဒီလိုပေါ့နှစ်ယောက်တည်းကြတော့လေတချင်းဆိုမှာပြင်းစရာကိုရီးယားလည်းအဆိုတော်မဟုတ်တော့တချို့အတန်ကြီးမှားမှာဆိုရတယ်လေအဲ့တော့ဒီတချင်းလေးတွေကိုနီးနာနေတရာခံယူပြီးဆိုဖို့တော့ကဘေးနားမှာတက်ကျွမ်းနားလေတဲ့ဆီယာမနှစ်ယောက်ကိုခေါ်လိုက်ပါတယ်ဆီယာမနှစ်ယောက်ကတချင်းလေးတွေကိုတင်ပေးပါတယ်ခင်ဗျာမင်းကိုလည်းမဖြေရှိပါတယ်ဆီယာမနှစ်ယောက်ကိုဆီယာမဆီယာမနှစ်ယောက်ခေါ်တယ်ပါအဆိုဆီယာမအဆိုရန်ကောင်းတယ်အလကားခေါ်ရတာပတ်စံပေးရသေးလား။အော်မင်းမတင်နန်းကြီးကတော့ပေးရတာဗော။တင်နန်းကြီးပေးရတယ်အဲ့တော့အဲ့ဒီတင်နန်းကြီးပတ်စံကိုဘယ်ကပတ်စံနဲ့ဘသူကရှင်းတာလဲ။အော်ဟိုတပည့်နှစ်ယောက်ဆိုတော့ဆီယာမနှစ်ယောက်ကိုပတ်စံပေးရတာလေ။တယောက်တော့ပေးရတာဗောမိမရဲ့။အော်တယောက်တစ်ဝက်မိခွန်းတိုင်းမှာဖြစ်ရှိတယ်။ဟာမိခွန်းတိုင်းမှာဖြစ်ရှိတယ်။အဲ့ဆိုရင်လေထမေဘီအဲ့ဒီတယောက်တစ်ဝက်ဆိုတဲ့ရှစ်စီကပတ်စံကဘယ်ကရတာလဲမေးတာလားမေဘီအဲ့တချို့မေခွန်းတွေကတော့မဖြေတာကောင်းတယ်မဖြေလို့မရပြီးတော့သိတယ်မကြောက်ကြားတော့ကြားတယ်မမြင်မရဘူးလေမေခွန်းတိုင်းမှာအဖြေရှိတယ်ဆိုရှိတယ်ဖြေဟိုအဲ့ဒါလေးယောက်ျားအဲ့ပတ်စက်ကယောက်ျားကောက်ရလားဟုတ်ကဲ့ဘယ်ကကောက်ရတာလဲမေးတာလားမေဘီမင်းဖြေပြီလေဖြေမိမပတ်စက်တွေကကောက်ရတာကျမပတ်စက်တွေကကောက်ရတာဝါငါအားမကြောက်မပြေးဘူးလို့ပြောတာဘယ်အချိန်မှာပြီးလဲတောက်တာလားဟုတ်တယ်မေးတာလားမေးပြီမင်းဖြေပြီတောက်တာက3နာရီကျော်လောက်ကစားတောက်လိုက်တာ6နာရီဝန်းကျင်ကျတော့ပွဲပြီးဆုံးသွားပါတယ်ခင်ဗျာ6နာရီမေကွန်းတိုင်းမှာဖြစ်ရှိတယ်ဒီကနေ့မှဖြစ်ရှိရဲ့ဟုတ်ကဲ့6နာရီကျော်မှပြီးဆုံးတယ်အိမ်တောင်6နာရီကျော်ရောက်မလာသေးဘူးဆိုတော့အရက်ဆိုင်ကနေဘေကိုသွားသေးလေသိပြန်လိုက်မေးတာလားမေဘီမေးလိုက်တာပေါ့မင်းဖြေပြီဗျာရက်ဆိုင်တောက်ပြီးတဲ့ခါကျတော့ယောက်ျားတွေရထုံးစံတိုင်းနည်းနည်းလေးတောက်ပြီးတဲ့ခါကျတော့ပျော်ခြင်းစိတ်ကလေးကဖြစ်လာတယ်အဲ့ဒါတကယ်ကြီးကသူ့မွေးနေ့မှာမွေးနေ့တစ်ချင်းလေးနဲ့ငါ့ကိုဂုံမပြုတ်ခြင်းဘူးလားတဲ့ဂုံပြုတ်ခြင်းတာပေါ့လို့အဲ့လိုပြောလိုက်တဲ့ခါကျတော့အားနဲ့တချင်းသွားဆုံမယ်ဆိုပြီးတော့ရက်ွက်တွေက KTV လေးတစ်ခုရောက်သွားပါတယ်ခင်ဗျာဟုတ်ပြီနော်မေကွန်းတိုင်းမှာဖြစ်ရှိရနော်မေကွန်းတိုင်းမှာဖြစ်ရှိရရှိပါတယ်မေရတာပေါ့မေဦးမလားလို့မေဘီမေးပါ KTV မှာနေရောက်တဲ့တချင်းသွားဆုံကြတာလားမေးတာလားမေဘီမင်းဖြေပြီလေဖြေလိုက်ပြီမင်းကိုလည်းမဖြေရှိပါတယ်ဟောလေမင်းမဒီလိုပေါ့နှစ်ယောက်တည်းကြတော့လေတချင်းဆိုမှာပြင်းစရာကိုရီးယားလည်းအဆိုတော်မဟုတ်တော့တချို့အတန်ကြီးမှားမှာဆိုရတယ်လေအဲ့တော့ဒီတချင်းလေးတွေကိုနီးနာနေတရာခံယူပြီးဆိုဖို့တော့ကဘေးနားမှာတက်ကျွမ်းနားလေတဲ့ဆီယာမနှစ်ယောက်ကိုခေါ်လိုက်ပါတယ်ဆီယာမနှစ်ယောက်ကတချင်းလေးတွေကိုတင်ပေးပါတယ်ခင်ဗျာမင်းကိုလည်းမဖြေရှိပါတယ်ဆီယာမနှစ်ယောက်ကိုဆီယာမခေါ်တယ်ပါအဆိုဆီယာမအဆိုရန်ကောင်းတယ်အလကားခေါ်ရတာပတ်စံပေးရသေးလား။အော်မင်းမတင်နန်းကြီးကတော့ပေးရတာဗော။တင်နန်းကြီးပေးရတယ်အဲ့တော့အဲ့ဒီတင်နန်းကြီးပတ်စံကိုဘယ်ကပတ်စံနဲ့ဘသူကရှင်းတာလဲ။အော်ဟိုတပည့်နှစ်ယောက်ဆိုတော့ဆီယာမနှစ်ယောက်ကို
ပတ်စံပေးရတာလေတယောက်တော့ပေးရတာဗောမိမရဲ့ ဟောတယောက်တစ်ဝက် တယောက်တော့ပဲမိခွန်းတိုင်းမှာဖြစ်ရှိတယ် ဟာမိကုန်းနဲ့မဖြစ်ရှိရပါအဲ့ဆိုရင်လေထက်မဲပြီ မေးပြီ အဲ့ဒီတယောက်တစ်ဝက်ဆိုတဲ့ရှစ်စီကပတ်စံကဘယ်ကရတာလဲ မေးတာလား မဲပြီ အဲ့တချို့မိခွန်းတွေကတော့မဖြေတာကောင်းတယ် မပြေလို့မရ ပြီးတော့တည်တယ်မကြောက်ကြားတော့ကြားတယ်မမြင် မရဘူးလေမိကုန်းတိုင်းမှာအပြေရှိတယ်ဆို ရှိတယ်ဖြေ ဟေး ဟိုအဲ့ဒါလေးယောက်ျားအဲ့ပတ်စက်ကယောက်ျားကောက်ရတာ ကောက်ရတာ ဟုတ်ကဲ့ ဘယ်ကကောက်ရတာလဲ မေးတာလား မဲပြီ မင်းဖြေပြီလေ ဟေး မိမပတ်စက်တွေကကောက်ရတာဟာ ကျမပတ်ဆိုင်တဲ့ကောက်ရတာ